လေးတော်တော်ဒီလားလာတော့လာပါအမကျွန်တော်က red duo ကပါအမရဲ့လာတင်ကြီးလေးပြီးသိဖို့အတွက်ဖုန်းလဲဆက်တာပါဟုတ်တယ်ပြောပါโอเคအမအဲ့ဟာဒီပစက်ပေးနေပြီးဆောင်နေလို့ရပါပြီအဲ့ဒီဖုန်းနံပါတ်လေးကိုပဲငွေလွှဲပေးလိုက်ပါတော့ကျောဘက်ကနေပြီးတော့လာတင်ကြီးပေးဆောင်ပြီးကြောင်းအတီးပေးပါမှာခင်ဗျာဟုတ်တာပဲမိနေရဒီမှာအခုပဲလွှဲပေးလိုက်ပါမယ်နော်ဟုတ်ကဲ့ပါဟုတ်ဘယ်သူတော့ဘယ်ဘာလို့လွှဲမှာလဲငါ red duo ဖုန်းဆက်တာလာတင်ကြီးတွေ့မှုလှမ်းသတိပေးရတယ်ဟဲ့နေပါဦးနေက rent to own ကနေ service ယူထားရလို့လည်းပြောသေးတယ် rent to own ရဲ့ official Facebook page တို့ TikTok တို့ Viber တို့ follow မလုပ်ထားဘူးလား rent to own စစ်ကအဲ့လိုမျိုးစား personal account တွေရဲ့ငွေလမ်းမလွှဲခိုင်းဘူးအခုနေ့ personal account နဲ့ငွေလွှဲခိုင်းတယ်ဆိုတာလူလိမ်နေဘက်ခံရမှာအဲ့ဒါမှငါပြောနေတာဟဲ့ဟုတ်လားတို့တရားဘောငါလေးခန်းတော့မလို့အေးခဏပေးနေ rent to own ကိုဖုန်းကနေပြီးတော့လက်ချင်ကြီးပေးဆောင်ခြင်းလဲဆိုလို့ရှိရင် KBZ Pay ကနေဘယ်လိုပေးဆောင်လဲငါပြ rent to own ကို KBZ Pay ကနေလက်ချင်ကြီးပေးဆောင်တော့မယ်ဆိုရင် KBZ Pay application နဲ့အရင်ဝင်ပြီးရင် quick pay ဆိုတာရှိရတွေ့လားအဲ့ဒါလေးကိုနှိပ်ပြီးရင်ငွေကြေးနဲ့ဆိုင်သောလုပ်ငန်းများဆိုတာကိုရွေးအဲ့ဒါပြီးရင် rent to own ရှာတွေ့နှိပ်တွေ့လားအဲ့မှာနင်ဖြည့်ရမယ့်အချက်လက်တွေကြားလာပြီထိတ်ဆုံးမှဆိုရင်စာချုပ်နံပါတ်တဲ့စာချုပ်နံပါတ်ဖြည့်ရင်ကဏ္ဍ73လုံးပဲဖြည့်ခြားစကလုံးတွေလက္ခဏာတွေအပေါင်းတော့အဲ့တင်ကြီးကြရပေါ့နော်ကျန်တာတွေကိုအဲ့မထည့်နဲ့ကျန်တာတွေကိုနေ့အချက်လက်တွေဖြည့်ပြီးရင်အချက်လက်တွေပြန်စစ်ပြီးရင်ရပြီဒါပေမဲ့ပေါ့နော်နင်လွှဲထားကြောင်းတက်တည်အနေနဲ့ screenshot ရိုက်ပြီးတော့တင်ထားဖို့လိုမယ်နော်ကြရပြီတွေ့ရမလား confirm တွေ့လာနေ KBZ ပေးရနေလာစင်ကြီးဆောင်နေတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးစား quick pay ရနေအစင်းစင်းဝင်းဆောင်အေးဟာကျေးဇူးပဲနေရှိတော့ငါလည်းမခံတော့တာဘာစားမလဲငါတို့တခုတော့စားမယ်ခောက်စားလားโอเคတော့စားโอเค